season ကုန်ပြီဆိုတော့အားလုံးနဲ့ EP မှာပြောနေကြပြီလို့ထင်ပါတယ်။ SARS ကြီးများရဲ့ဆေးထိုးမှုကိုလည်းဘောင်းဆောင်ခံလာပြီးဆိုတော့ EP မှာမနေချင်ရတဲ့လူတွေများတယ်ပေါ့နော်။အဲကြောင့်ဒီကွန်ကိုဒီဂျုံပေါ့နော်။ solo ကတော့ brother တို့ဒီ EP ကတက်ဖို့မလွယ်ဘူးပေါ့နော်။ဒါပေမဲ့ချိုး brother တွေတော့တက်ကြရပေါ့နော်။ကျွန်တော်ကတော့ trio တို့မဟုတ် duo ဆိုတာများတယ်ဗျ။ဒီဗီဒီယိုမှာကျွန်တော် phobia ဆိုတဲ့အတွက်အားကြီးမှာကျွန်တော်ဘာမှလုပ်မရဘူးပေါ့နော်။ level 4 timing လောက်စရပြီဆိုကြမှာ admin နဲ့ light 2မှာအဆင်ပြေမှာပေါ့နော်။အဲကြောင့်ကျွန်တော်ကတော့ EAB crash စားတယ် EAB crash စားရပေါ့နော် level ငယ်ဟုတ်အတွက်လည်းဒီ crash လေးကအရေးကြီးရပေါ့နော်။ကဏ္ဍလေးကenemy လေးရဲ့ penetrator ကတော့ mobility မြင့်တဲ့ hero ဆိုတော့ lane တွေပါညာပတ်လို့အောင်နေပေါ့နော်သူ့ရဲ့ passive နဲ့ပဲဒီဖိပြီးသွားလိုက်နေပဲသူအဆင်ပြေပေါ့နော်ကျွန်တော်ကျတော့ lane ပတ်ဖို့အဆင်ပြေဘူးဗျဖင်လေးဆိုတော့အားလုံးမှာ1 2လောက်ပဲဒီမှာ spare combo 300ဆိုတော့အဲ့လောက် damage လည်းထွက်တဲ့အချိန်မှာပေါ့ဘူးပေါ့နော်ကျွန်တော်လည်းရှိတဲ့1 2လေးနဲ့ဟိုဘက်က saver ပတ်စားတော့သွားနှောက်တယ်ပေါ့နော်ဟိုဘက်က saver level 1မှာရှိသေးတယ်ပေါ့နော်ကျွန်တော်ဘက်က lane ကလူဝါပြီးတော့အနိဘက်ကဘလူးကိုစားထားတဲ့အတွက်ဟိုကောင် level 2မြောက်သေးဘူးပေါ့နော်ကျွန်တော်လည်း skill 1နဲ့နှောက်ပြီးချိန်မှာ penetrator လိုက်လုပ်တယ်ပေါ့နော်ပြန်ပြီးတင်ထားလိုက်တယ်တွေးလေးတော့နည်းနည်းဟိုဘက်ကကိုင်းသွားတယ်ဗျlevel မြန်သေးသေးတော့ဒီကောင်လူတောင်အပြတ်ဖြုတ်ဖို့ကြတော့မလွယ်ဘူးဗျအဲကျွန်တော်level အောင်ဖမ်းနေခြုံလန်းစစ်တယ်လောက်ပဲပေါ့နော်ဒါရတော့နည်းနည်းကြော်တိုင်းပဲဗျဘာမှကြည့်လို့ကောင်းတဲ့နေရာကြီးမဟုတ်ဘူးပေါ့နော်level ရပြီပါညာလောက်မှအဆင်ပြေမှာပေါ့နော်ကြည့်ရတာအနားမှာကြည့်ဗျlevel ရပြီဆိုတော့ဟိုဘက်ကဒီ Vanessa လိုက်ထုံမှာလို့တွေးထားရင်မှာအတန်းဒီဆက်လွှဲထားလိုက်တော့ပေါ့နော်လိုင်းရထလဲသွားရင်မှာဟိုဘက်က final flow ခင်ပြီးကျွန်တော်တန်းတက်သွားရဗျဘာမှလည်းကျွန်တော်လှုပ်ချိန်မြန်လိုက်ပေါ့နော်လိုင်းရအဆင်ပြေမနေဘူးအားဒီမှာပလိန်ကောက်ဖေးသွားပြန်ပေါ်လာဆိုတော့ကျွန်တော်ဘာမှလုပ်စမ်းဖြစ်ရနေပဲလိမ့်မီနေပါညာရှင်းနေအနီဘက်က Vanisher time ဖြစ်ကျွန်တော်ကိုရှိလေးခွာဖို့လုပ်တယ်ပေါ့နော် animation ခွာတာဆိုတော့အစင်နဲ့ပြေပြကျွန်တော်ဒတိုင်းလုံးခွာမယ်ကျွန်တော်ပတ်စံ350လောက်ရရတယ်ပေါ့နော်ကိုကတော့ကျွန်တော်120 130ဆွန်းလောက်ပဲကျွန်တော်ရရတယ်ပေါ့နော်စကန်တာတဲ့ဘောအတွက်ကျွန်တော်ဒီစကန်တာတဲ့ပတ်တဲ့ကို join ဖို့အတွက်ကျွန်တော်လုပ်တယ်အနီဘက်ကကူရှင်ပတ်စစ်တင်ပြီး admin နဲ့ထုတ်လိုက်တယ်စေပါကျွန်တော်ဝင်ပိုင်းသွားပြီဒါပေမဲ့ပြတ်မသွားဘူးဗျာနော်အားဒီ game မှာဒီ damage ရဲ့သူတိတ်မထွက်သေးလဲပါမယ်ပေါ့နော်ကျွန်တော်ကလည်းအထုံကောင်ဆိုတဲ့အတွက်မပြတ်ဘူးတတိပညာတော့ကျွန်တော်ဘက်ကရသွားတယ်ပေါ့နော်ဘတ်တယ်လည်းကျွန်တော်တို့နိုင်သွားတယ်မူဝမ်းလက်ကျန်နဲ့မလှုပ်ဆောင်ဖြစ်ဘာမှမလုပ်နဲ့ပေါ့နော်တာဝါတာချိုးပြတာဝါချိုးမှနိုင်တဲ့ game ဆိုတဲ့အတွက်တာဝါတာချိုးလွတ်ရင်လွတ်တယ်လို့ချိုးပေါ့နော်အဲဒီဘက်ကဗနေထတာ EAB crash စားနေမှာကျွန်တော်ဝင်းထုရဲပေါ့နော်ပတ်စင်နေပဲစတိုက်အေးမင်းနဲ့ထုရဲစတိုက်ထုရဲဒီကောင်ပြေးလို့မလို့ပေါ့နော်အေးမင်းနဲ့ထုနောက်ဆုံးမှာ free ချက်နဲ့သုံးသက်လိုက်တယ်ဆိုလိုကြီးကျွန်တော်ရသွားတယ်ပေါ့နော်brother တို့ဒီမှာထင်အောင်ထင်နိုင်နေပေါ့နော်နင်းကဘာလို့ EAB ကိုင်းမျိုးလိမ့်မပတ်တာအောင်ပါညာကျွန်တော်ဒီပွဲကလိမ့်ပတ်ဆရာမလိုဘူးပေါ့နော်ခါတိုင်းပွဲတွေပါညာဆိုတော့ကျွန်တော်တို့ trio မှာကျွန်တော် EAB နဲ့တော်တော်အလုပ်လုပ်ပေးရပေါ့နော်ဒီပွဲကလုံးဝပွဲရလုံးဝအသားကြီးပေါ့နော်ဟိုဘက်က hyper လဲစေးပါကြီးဆိုတော့ဘာမှလုပ်မရဘူးပေါ့နော်ကျွန်တော်အပေါ်လင်း4မိနစ်ကျွန်တော်သွားရှင်လာတယ်အဲ့ချိန်မှာအလဲမှာပဒေဖြစ်တယ်တော့ကျွန်တော်အလဲလင်းပဒေသွားဆိုင်ဖို့လုပ်တယ်အဲ့ချိန်မှာဂူရှင်ကသွေးဖင်ကနေကျွန်တော်ကိုပြေးလိုက်ချိန်မှာ skill 1ပတ်စင်နေပဲကျွန်တော်သူ့အဆုံးသတ်လိုက်တယ်ကျွန်တော်ဘာမှလည်းလှုပ်ရှားဖြစ်ရတယ်မလိမ့်လေးနဲ့ရှင်းတယ်ပွဲကတားနေကျွန်တော်ပြောပါပြီး emoji ပါညာပြကြပါဘောနော်ပွဲကလည်းဒီတော့အသားကြီးဖြစ်နေတော့ easy ပဲပေါ့နော်ဘာမှ pressure လည်းမရှိဘူးဟိုဟိုအားလုပ်တဲ့တရားလုပ်နေပဲပွဲမှာပြော white နော် easy ပဲအဆင်ပြေနေတယ်ပေါ်လင်းမှာကျွန်တော်ဗတ်တယ်ဆိုင်မှုပါညာထပ်ဖြစ်တယ်ပေါ့နော်ကျွန်တော် EAB ဆိုတာနဲ့ကျွန်တော်ဗတ်တယ်ဖွင့်ပေးလို့ရတယ်ဟေတာလေးပါတော့ကျွန်တော်2ယောက်ပေါင်းပြီးဗတ်တယ်ဖွင့်လို့ရတယ်ပေါ့နော်အဲ့မှာတာဝါတော့ကျွန်တော်ဝင်တက်ဖို့လုပ်တယ်ကျွန်တော် skill 2လေးနဲ့ဒီမှာပတ်စစ်တင်ထားရပေါ့နော်ဒီမြင့်ကျွန်တော်ဝင်တွေ့တယ်ဒီကေးရဆိုတော့စေပါကျွန်တော်ဝင်ပိုင်ရင်မှာကျွန်တော်damage ခံနေရတယ်ဒါပေမဲ့လည်းတာဝါထဲမှာကျွန်တော်စတိုက်ထုရပေါ့နော် skill 2ပတ်စစ်တင်ပြီးတော့ဟိမ်မှာ admin နဲ့ထုရဟိမ်မှာ triple k ကူရှင်တက်ပြင်မှာမီးနဲ့စေပါကိုတက်တဲ့အချိန်မှာကျွန်တော်စားပေးရသွားတယ်ပေါ့နော်ဝက်ကျင်10မိနစ်ကျော်9မိနစ်နီးရှိတယ်ကျွန်တော်စားပေးရသွားတယ်ဒီပွဲတိတ်ပြီးတော့အားရစရာတော့မကောင်းဘူးပေါ့နော်ကျွန်တော်ဒီပွဲလေးဘာလို့တင်အောင်ဆိုကျွန်တော်စားပေးရတဲ့ဗီဒီယိုလေးတင်ရင်လို့တင်လိုက်တာပေါ့နော်တင်တဲ့ပတ်တယ်ပါညာတော့တိတ်ကြည့်လို့မကောင်းဘူးပတ်တယ်နှစ်ပတ်တယ်လောက်ပြင်တော့ပွဲအံ့သွားပြီပေါ့နော်အားကြောင့်ကျွန်တော်ဒီနှစ်ပတ်တယ်ပြတ်ပြီးကျွန်တော်ပွဲတစ်ခါတည်းအံ့လိုက်တော့မယ်လေလေးမှာပတ်တယ်ပါညာဖြစ်တယ်ပေါ့နော်ကျွန်တော်အပေါ်လေးမှာစားပေးရသွားတဲ့အတွက်ကျွန်တော်9ရက် level 4 high ပြီးတော့တာဝါလေးကိုအသေးတိုင်ဝင်ထုရပေါ့နော်အဲ့ဒီချိန်မှာကျွန်တော်တာဝါကိုချက်ရင်လည်းအဲ့တာဝါကျိုးပြီးတော့ဒါပေမဲ့လည်း2 only လိုက်ထွေတာပေါ့နော်ဒါပေမဲ့ကျွန်တော်တည်သွားတယ်ဒါပေမဲ့ double kill တော့ရလိုက်တယ်ဗျမလင်းကဒီမကတာဝါတွေထိုးတယ် enemy tower တွေမှညာကိုကျွန်တော်ဝင်ထုရပေါ့နော်အဲ့ဒီမှာဟိုဘက်ကစေပါကျွန်တော်ဘက်ကမိတ်ကိုဝင်ပိုင်းနေမစမတော့စလိုက်ပြင်းနေသူ double kill ရသွားတယ်ဗျကျွန်တော်လည်းပွဲကိုအမြန်ပေးအောင်ဆိုပြီးတော့ဒီ main tower ရဲ့ထွက်တဲ့ crit 3 ဝေလုံးတစ်ခါတည်းရှင်းတယ်ပေါ့နော်အော်လင်းမှာလည်း login နဲ့ပါလိုက်ဆိုတဲ့အတွက်ကျွန်တော်ကနိုင်မှုကတေးကြသွားပြီဗျအမတိန်စီးဖို့လုပ်တယ်ပေါ့နော်ဘာအဲ့ဒါတက်ပြီးတော့တန်းစီမြောက်ပြီအမဒါပေမဲ့တိန်ပေါ်တော့ကျွန်တော်ရောက်သွားတယ်ကျွန်တော်ရဲ့ဟေတာရဲ့အထုံနှစ်ကောင်တိန်စီးပြီးပြောပါနေချိန်မှာခုမှတခြားကြည့်မိကြကျွန်တော်ဘက်က team mate 3ကောင်မရှိတော့ဘူးဗျပြတ်သွားပြီဆိုတော့ပဲကျွန်တော်ဟေတာရဲ့ပေါင်းငွေဟိုဘက်ကပန်နေတာဟိုကျွန်တော်အဆုံးသက်လိုက်တယ်နောက်ဆုံးမှာတော့ဟိုဘက်ကတရုံကြီးကျိုးတယ်ပြီးတော့ကျွန်တော်နိုင်သွားပြီဗျ Okay ဗီဒီယိုလေးကိုအဆုံးလိုက်ပါကြည့်ရှုပေးတယ်ညီကောင်မတို့အားလုံးကျွန်တော်ကြိုးတမနဲ့ကျွန်တော်ရဲ့ YouTube channel လေး like and subscribe လေးနဲ့လုပ်ပေးခဲ့ကြပါဦး
brother တို့ကျွန်တော်တို့ပြောဖို့မိခဲ့လို့ပေါ့နော်ကျွန်တော်တို့ brother တို့ဒီ EPIC ဆိုတဲ့နေရာကနေကျွတ်လွတ်ပြီးလားဗျကျွန်တော်ကတော့ဒီစောစောစီးစီးပေါ့နော် EPIC မှာနေကျင်တာနဲ့ပဲကျွန်တော်တို့အတကုံ3ရက်4ရက်လောက်ဖိဆွဲရတဲ့အချိန်မှာကျွန်တော်တို့ကူချိန်မှာဖြစ်ဒီစကွက်ထဲမှာပေါ့နော်အများဆုံးဆွဲပစ်တာတော့ကျွန်တော်တို့ trio ကဆွဲပစ်တာများတယ်ဗျအချိန်မှာကျွန်တော်တို့ trio ကတော့ဒီကျွန်တော်ကတော့ mind တက်ရောက်သွားပြီဗျစောစောစီးစီးပဲမနေ့ကဖြစ်ရောက်သွားတာဒါပေမဲ့ကျွန်တော်မနေ့ကဗီဒီယိုမလုပ်လိုက်တဲ့အတွက်ကျွန်တော်မတင်လိုက်ဘူးပေါ့နော်โอเคပြောချင်တာလေးပြောပြီးဆိုရတဲ့အတွက်ကျွန်တော်တို့ဗီဒီယိုလေးကိုကျွန်တော်မှာပဲဆုံးသတ်လိုက်ရမှာပေါ့နော် That's not a